နူးရတဲ့အကြောင်းရင်းလေးတွေကိုဒီနေ့တီရဲ့အသက်40ပြည့်တဲ့နေ့မှာတီ sharing လုပ်ပေးခြင်းပါတယ်တကယ်တော့လေလူတွေကရုပ်ကိုပဲအလှပြင်နေပေါ့နော်ရုပ်ကိုဘလောက်ပဲပြင်နော်ဟောဒီမိမိတို့ရဲ့စိတ်ပေါ့နော်မိမိတို့ရဲ့စိတ်ကိုမပြင်ဘူးဆိုရင်ဘလောက်ပြင်မနှုတ်ဘူးဘလောက်အလှပြင်သူတို့မှအကြည့်တဲ့ဆိုတာရှိမနေဘူးနော်ဘလောက်အလှပြင်သူတို့ရဲ့ရုပ်တွေကတိတာတယ်ကွာတိတာလှရင်လှနေမယ်နှုတ်တာတော့မနှုတ်ဘူးပေါ့နော်နှုတ်ချင်တယ်လူတွေကနှုတ်ချင်တယ်ဆိုရင်နံပါတ်1မိမိရဲ့စိတ်လေးကိုအမြဲတမ်းငြိမ်းချမ်းအောင်ထားအပူတွေဆိုရင်တက်နိုင်တယ်လို့မယူနဲ့ခက်တာလူတွေကအပူဆိုတာဘာအပူရေလို့သူတို့မရမသိဘူးအဓိကတော့မျိုးသမီးတွေပေါ့နော်သူများအတင်းဆိုရင်ပြောချင်တာသူများတကာကိုစိတ်ဝင်စားတာသူများတကာတွေကိုအဘိဓါပွားတာအဲ့ဒါတွေကလူကိုမင်းရင်ရောစေတယ်နော် negative view ရှိနေသမျှ negative view နဲ့လူတွေကိုပြောဆိုဆက်ဆံနေသမျှဘယ်တော့မှမိမိရဲ့စိတ်နှလုံးတွေကငြိမ်းချမ်းမှာမဟုတ်ဘူးလူတွေကအတင်းကိုအားနဲ့မှန်နဲ့အားချိုးမှန်တဲ့ပြောနေတာအဲ့လိုပြောနေတဲ့စက္ကန့်တိုင်းအကုသိုလ်တွေရနေတာဖះဟောတရားရှိတယ်လေကွာတိရုကံ၅ပါးမှာမှုတာဝါဒထဲမှာနော်ပိတုနာဝါစာသူများချစ်ချင်းတရားကိုခွဲတာဂုံးတိုက်တာတချို့မိန်းမတွေရှိတယ်အတင်းနဲ့အပြောတာတော့အတူတူပြောတယ်ပြီးဆိုရင်နောက်တစ်ယောက်ကိုသွားပြောဟဲ့နင့်ကိုအဲ့လိုပြောတာသူတို့ညငချစ်ချင်းကွဲသွားတာပိတုနာဝါစာဂုံးတိုက်တာပေါ့နော်ပိတုနာဝါစာပရဒဝါစာကြံတန်းတဲ့စကားတွေနဲ့ဆဲဆူရိုင်းပြနော်ညှဉ်းနှွမ်းတဲ့စကားတွေနဲ့သူများကိုပြောတာပေါ့နော်အကမကြီးဆိုရင်အဲ့လိုညှဉ်းနှွမ်းတဲ့စကားဆဲကြံတန်းတဲ့စကားတွေပေါ့နော်ပြီးတော့တတ်မှန်ဖလားပါဝါစာအထိပ္ပယ်မရှိဘူးသိရမလားတနေ့အထိပ္ပယ်မရှိဘဲနဲ့အချိန်တွေကိုကုန်နေတာအဲ့ဒီဟာတွေကလေအဲ့လိုပြောတိုင်းမှာမိမိရဲ့စိတ်တထန်တွေကလေရုပ်လာစိတ်တွေကပြိုဆင်းသွားတာစိတ်တွေကအယံအောက်တန်းကျသွားတာစိတ်ညှဉ်းနှန်းတာနဲ့အမျှရုပ်ရည်လေးတွေကလည်းညှဉ်းနှန်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့တတိရဲ့ main နှုတ်နေတဲ့တစ်ချက်ကတတိရဲ့လုံးဝသူများအတင်မပြောတာပါမုဒိတာပွားပါတယ်မေတ္တာထားပါတယ်ဂရုဏာထားပါတတိနှလုံးသားလေးကျင့်နာပါတယ်အဲ့ဒါကြောင့်မို့နှုတ်